ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့ U17 မျိုးသားအသင်းရဲ့အာရှဖလားခြေစစ်ပွဲတတိယမြောက်နဲ့အရေးကြီးဆုံးပွဲကိုဒီနေ့ညနေ4 နာရီမှာသူကနာကွင်းမှာအိုမန်အသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်လက်ရှိအနေထားမှာတော့အိုမန်အသင်းကဂိုးကွာချချက်အသာအဆင့်1မှာရပ်တည်လျက်ရှိပါတယ်မြန်မာအသင်းကတော့အုပ်စုဒုတိယနေရာမှာရပ်တည်လျက်ရှိပြီးတသင်းနဲ့သာခြေစစ်ပွဲအောင်မြင်မှာဖြစ်တာကြောင့်ကျွန်တော်တို့မြန်မာအသင်းအနေနဲ့မဖြစ်မနေအနိုင်ရရှိမှသာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲမှာလဲဆီးရီးယားနဲ့ကစားမှာဖြစ်ပါတယ်။ဒါကြောင့်ပွဲချက်2ပွဲကိုဇက်တိုက်ကစားဖို့ရှိနေပါတယ်။ဒါပေမဲ့ဒီနေ့အိုမန်နဲ့ပွဲမတိုင်မီမှာ3ရက်ဇက်တိုက်9ရက်ရထားပြီးအိုမန်အသင်းကတော့1ရက်သာ9ရက်ရထားပါတယ်။ဒါကြောင့်မြန်မာအသင်းအနေနဲ့ပုံမလန်းဆန်းနေမှာဖြစ်ပါတယ်။အိုမန်အသင်းဟာဒီအုပ်စုမှာအသင်းကောင်းတစ်သင်းဖြစ်ပြီးကြက်ခတ်မှုပိုင်းနဲ့နှင်မြန်မှုပိုင်းမှာပုံမကောင်းပုံပါတယ်။မြန်မာအသင်းအနေနဲ့သူတို့ရဲ့ဘဲတောင်ပန်ညာတောင်ပန်တွေကိုအထူးသတိထားပြီးကစားသွားမှာဖြစ်ပါတယ်။မဖြစ်မနေအနိုင်ရဖို့လိုအပ်နေတဲ့မြန်မာအသင်းအနေနဲ့ဘယ်လိုရလဒ်မျိုးကိုစောင့်ကျင်းပေးမလဲဆိုတာကတော့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြအောင်လားခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်